န်းကြီးတို့တွေတတ္တလောကမှာရှိနေကြတဲ့တာမညပုဂ္ဂိုလ်တွေအားလုံးဟာဓမ္မမိတ်ဆွေများဓမ္မကရဏရှမ်းနေမှာတွဲစွာကြိုးဆိုပါလေကိရိတာရဲ့လွှမ်းမိုးမှုခံနေလို့ရှိရင်ရှင်ထဲမှာအေးချမ်းနေတယ်လို့သိမရှိဘူးပူလောင်မှုတွေနဲ့နေချတာနော်တတိမေ့ပြီးတော့ပြောစရာတွေတွေးနေတဲ့အချိန်ပိုင်းလေးလောက်ပဲလူတွေဟာစိတ်ထဲမှာပူလောင်မှုကင်းသွားတာအေးကတ်နေတဲ့အကြောင်းအရာတွေကိုကြည့်လိုက်မယ်ဆိုရင်ကိုယ်မှတကယ်ဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုကြည့်လိုက်မယ်ဆိုရင်သိချင်းတရားဟာကတ်နေတာပဲကိုယ်နဲ့တချို့လဲချက်ချင်းကြီးဒီကနေ့အကောင်းနဲ့ဖြင့်ငါသိသွားဒါမျိုးတွေလည်းခဏခဏတွေးနေကြတာပေါ့နော်လူဘဝမှာဖြေရှင်းလို့မရတဲ့ problem တွေပြဿနာတွေကဘာတွေတုံးဆိုရင်တခြားကိစ္စတွေကဖြေရှင်းလို့ရတယ်နိုင်ငံရေးကိစ္စပဲဖြစ်စေလူမှုရေးကိစ္စပဲဖြစ်ဖြစ်ခြားကိစ္စတွေဖြေရှင်းလို့ရသေးတယ်ဘယ်သူမှမဖြေရှင်းနိုင်တဲ့ကိစ္စဘာလို့ဆိုရင်တဖြည်းဖြည်းအိုမင်းလာတဲ့ကိစ္စရဲ့ယောဂဝေဒနာဖြစ်ခြင်းဆိုတဲ့ဗျာဒိတ်ကိစ္စရဲ့သိဆုံးရင်လို့ခေါ်တဲ့မရဏကိစ္စဘယ်သူဖြေရှင်းနိုင်တော့ဘယ်သူမှမဖြေရှင်းနိုင်ဘူးဖြစ်လာတဲ့တရားတိုင်းဟာဝိဉ္ဇင်းရဲ့နာခြင်းဆင်းရဲသိခြင်းဆင်းရဲဆိုတာမလွဲမသွေကြုံတွေ့ရမှာဖြစ်တယ်မိနေတဲ့အခါပျော်မိကောင်းပျော်မိလိမ့်မယ်သိခြင်းတရားကိုအောက်မေ့လိုက်လို့ရှိရင်ပျော်စရာဆိုတာကြမ်းမကြမ်းတော့ပဲနော်ကိုယ်ဘလောက်ပျော်နေနေမကြခင်ဘဝတစ်ခုဆုံးတတ်တော့မယ်ဆိုရင်ဘယ်လိုလုပ်ပျော်နိုင်စဉ်းစားနေတဲ့ပုဂ္ဂိုလ်တွေဟာမစဉ်းစားရင်တော့သူကတတိလွတ်နေတာအမှန်မသိတာတတိလွတ်အတောကမင်းကြီးရဲ့ညီတော်ကတိတ်တလို့ခေါ်တယ်တိတ်တမင်းသားအတောကမင်းကြီးကသာသနာကိုဒါကြည်ညိုတယ်နောက်ပိုင်းမှာအစပထမတော့သူကဘုရားဘာသာမဟုတ်ပါဘူးနောက်ပိုင်းမှာဒီကျောရသာမဏေလေးကိုအကြောင်းပြုပြီးဘုရားဘာသာဖြစ်လာပြီသာသနာတော်ချီးမြှောက်တယ်အဲ့ဒီမှာသူညီကတော့ဘုရားဘာသာမဖြစ်ဘူးသိစိတ်ဝင်စားဘူးစိတ်ဝင်စားတဲ့အခါညီကိုနှစ်ယောက်ဆုံပြီးတဲ့အခါဘာပြောမိတော့ဆိုရင်သူတောတဲ့သွားတဲ့အခါမှာတဲ့မျက်စားပြီးတော့တကောက်ဆော့ကစားနေကြတဲ့သမင်းလေးကိုတွေ့လာတော့ဒီလိုမျက်ကလေးစားတဲ့သမင်းလေးတောင်မှပဲပြောနိုင်ကြလို့ရှိရင်အသောကဘုရင်ကြီးရဲ့နေ့စဉ်အကုန်ကြများစွာဆုံးကောင်းဟင်းကောင်းနေနဲ့ကတ်နေတဲ့ကိုရောတွေမပြောဘဲနေမလားလို့သူတွေးပြီးတာနော်ဒီလိုပြောနေမှာပဲလို့သူကတွေးမိပြီအပြစ်ပြောချင်တာပေါ့လေဒီလောက်အကုန်ကြခံပြီးတော့လုံနေတာအကျိုးရှိပါမလားတော်တဲ့ကသမင်းတွေဟာမျက်စားပြီးခုံပေါက်ပြောကစားနေကြတာဒီယဟန်တွေကရောဒီလိုမနေဘူးလားလို့မကြည်ညိုတဲ့စိတ်နဲ့ပြောမိတယ်အသောကဘုရင်ကြီးကဒီအကြောင်းအရာကိုမှတ်ထားပြီးတော့သူ့ကိုတရက်ကြတော့ရုပ်တိရှိပေါ့ဘုရင်ကဆင့်ခေါ်ပြီးသူ့ကိုမိန့်ချတယ်မင်းပြစ်မှုတစ်ခုကျူးလွန်ထားတယ်အဲ့ဒီပြစ်မှုအရာမင်းကိုပြစ်ဒဏ်ခံရလိမ့်မယ်အပြစ်ဒဏ်မခံရင်တော့မင်း9ရက်မင်းစည်းစိမ်ခံစား9ရက်တိတိမင်းဟာရှင်မင်းကဲ့သို့နေထိုင်ခွင့်ပေးထားမယ်ရှင်မင်းနေရတဲ့အခွင့်အရေးတွေပေးထားမယ်အာဏာကလွှဲရင်အကုန်လုံးပေးထားမယ်ဘုရင်တူဆန်းစားရတယ်လို့ပေးထားမယ်9ရက်ပြည့်ရင်တော့မင်းရာထူးရုပ်သိမ်းပြီးတော့မင်းကိုငါတတ်ရလိမ့်မယ်တည်တံပေးရလိမ့်မယ်တကယ်ကိုမင်းဆိုရစာပရိသတ်မှာအမိန့်ချမှတ်ပြီးတော့သူ့ကို9ရက်မင်းလုပ်ဖို့ခွင့်ပေးလိုက်တယ်အဲ့ဒီမင်းသား9ရက်ကြာရင်သူတရားမှာဆိုတာသိလိုက်တဲ့အခါမှာဘယ်လိုလုပ်ပြီးတော့သူပြောနိုင်တော့မလို့9ရက်ပြည့်ကနေကြတော့သူ့ညီကိုဆင့်ခေါ်လိုက်တယ်
ခေါ်ပြီးတော့ဘယ်နဲ့လဲမင်းမေးစိစိမ်ဘုရားပြောနိုင်ရလားလို့ဆိုဘယ်ပြောနိုင်မှလဲသူ9ရက်ဆိုသေရမှာဆိုတာတွေးပြီးတော့လုံးဝပြောနိုင်ခြင်းမရှိပါဘူးဆိုအော်မင်းသိပြီလားမင်းတောင်မှ9ရက်ကြာရင်သေရမယ်ဆိုတာသိတော့မင်းမပြောနိုင်တယ်လို့ဒီတန်ဃာတွေဒီတန်ဃာတွေကမြတ်စွာဘုရားရဲ့အဆုံးအမဝင်သက်သည်ထွက်သက်သူမတိုင်မီသေနိုင်တယ်ထွက်သက်ဝင်သက်ကလေးမှာပဲဝင်သက်ကထွက်သက်မရောက်ခင်ထွက်သက်ကဝင်သက်မရောက်ခင်ဒီကြားလေးမှာသေနိုင်တယ်မွားပြေမှာအဲ့လိုနဲ့သေသွားတဲ့လူတွေရှိတာပဲလေဟောထမင်းတစ်လုံးနဲ့တစ်လုံးကြားမှာလည်းသေနိုင်တယ်ခြေလန်းတစ်လန်းနဲ့တစ်လန်းကြားမှာလည်းသေနိုင်တယ်ဆိုရယ်တကယ်ကိုထွက်သက်ကဝင်သက်သူမရောက်မီဝင်သက်ကထွက်သက်သူမရောက်မီဒီကြားကာလလေးမှာလည်းပဲအသက်စီဝိတာချုပ်သွားနိုင်တယ်လို့ဗရဏတတိပွားနေတဲ့ပုဂ္ဂိုလ်တွေဟာဘလောက်ကောင်းကောင်းစားရပြောနိုင်မှာမလားလက်တွေ့တရားချလိုက်တဲ့အခါအဲ့ကြသဘောပေါက်ပါသဘောပေါက်တာနဲ့ဘုရင်ကြီးစီခွင့်တောင်းပြီးတော့ဘုန်းကြီးကိုသွားတယ်ဆိုတာမှတ်တမ်းရှိတယ်နော်အဲ့တော့တချို့ကိစ္စတွေမှာကိုယ်နဲ့ကြီးကုန်တွေးလို့မရဘူးအဲကြောင့်မို့အခုဒီမြတ်စွာဘုရားရဲ့ဒေသနာတော်ကိုကြည့်ကတ္တတိနောဝိသောကတ္တဝိပမုဒ္ဒတသဗ္ဗတိသဗ္ဗခန္ဓာပဟိနတပရိလာဟောနာဝိစတိရှင်တဲ့ပူလောင်မှုကင်းတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်လဲတမန်ပုဂ္ဂိုလ်တွေရောပူလောင်မှုကင်းကြသလားဥပမာစီးပွားရေးတွေဆင်ပြေနေတယ်မိသားစုရေးတွေအကုန်လုံးဆင်ပြေနေတယ်အားလုံးဟာတိုးတက်ကြီးပွားနေတယ်ဆိုတဲ့ပုဂ္ဂိုလ်ရောရှင်ထဲမှာအပူမရှိဘူးလားစဉ်းစားကြည့်ရမှာရှင်ထဲမှာဘာကိုမှမပူရပဲနဲ့ထာဝရအေးချမ်းနေတဲ့အေးချမ်းမှုကိုရရှိရလားလို့ဆိုအဲ့ဒီလိုထာဝရအေးချမ်းမှုရရှိတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မှရနိုင်တယ်လဲတမန်ပုဂ္ဂိုလ်ရောရနိုင်ပါမလားလို့မြတ်စွာဘုရားပရိလာဟောနာဝိစတိရှင်နဲ့အပူကင်းတဲ့ပုဂ္ဂိုလ်ဆိုတာကတ္တချက်နဲ့ဖော်ပြတာတမန်ပုဂ္ဂိုလ်ရဲ့ယင်ထဲမှာပူလောင်မှုတွေရှိတယ်ကိုယ့်အတွက်မပူရင်လည်းမိသားစုအတွက်ပူတယ်မိသားစုအတွက်မပူရင်လည်းစီးပွားရေးအတွက်ပူတယ်ဒီကနေ့မပူရင်လည်းနေ့ဖြင့်ကအတွက်ပူတယ်ပတ်စံရှိတဲ့လူကလည်းရှိလို့ပူပန်တယ်မရှိတဲ့လူကလည်းမရှိလို့ရှိခြင်းလို့ပူပန်တယ်ဆိုလူတွေရဲ့တဏ္ဍာမှာ stress ဆိုတဲ့စိတ်ဖြစ်စီမှုကအများကြီးဖြစ်တယ်စဉ်းစားလိုက်တိုင်း stress ဆိုတာဝင်လာတယ်တထေးကြီးတွေစီးပွားဥစ္စာဆင်ပြေနေတဲ့လူတွေကြည်တဲ့ချမ်းသာနေတဲ့ကမ္ဘာမှာချမ်းသာဆုံးပုဂ္ဂိုလ်ကြီးတွေအစင်ထာဝရသူတို့ကစိတ်ချမ်းသာမှုရနေကြသလားဘယ်ရမှာတော့စမပြေမှုတွေအများကြီးဖြစ်တယ်ဒါကြောင့်မို့လို့ကိုယ့်ကိုတတ်သိသွားတဲ့ပုဂ္ဂိုလ်တွေလောကမှာမရှားဘူးလေချမ်းသာတဲ့ပုဂ္ဂိုလ်တွေကကိုယ့်ကိုတတ်သိသွားတာတွေရှိတယ်ဒီကနေ့ခေတ်မှာ stress ကိုရှော့ချဖို့ stress ဆိုတဲ့စိတ်ဖိစီးမှုဓာတ်တွေကဘလောက်များလာသလဲဆိုစဉ်းစားကြည့်စီးပွားရေးရှင်ပြန်ရပြီဆိုရင်ကိုယ်ရသားသွားတဲ့လူရှင်မနာလို့စိတ်တွေကိုယ်ရှင်ပြန်မဲ့လူမပေါ်စေခြင်းနဲ့စိတ်တွေနဲ့လူတွေဟာစားကောင်းခြင်းမစားရအိတ်ကောင်းခြင်းမရနဲ့ရှင်ပြန်နေကြရုန်းကန်လှုပ်ရှားနေဒီကနေ့ခေတ်မှာဆိုရင်ပိုးပြီးတော့ရုန်းကန်လှုပ်ရှားကြဗမာပြည်ကလူတွေမဟုတ်ဘူးဗမာပြည်ကလူတွေကမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေခေါင်းထဲမှာရှိသည့်အတွက်ကြောင့်စိတ်အေးလက်အေးနေနိုင်တဲ့အတိုင်းအတာလေးတစ်ခုရတာဘုရားရဲ့အဆုံးအမကြောင့်ရတာဘုရားရဲ့အဆုံးအမလုံးဝမသိတဲ့ပုဂ္ဂိုလ်တွေဟာရှင်ပြိုင်မှုနဲ့ပဲသွားနေတာဖြစ်တယ်စီးပွားရေးသည့်သာလဲသူတို့ရဲ့တန်တရားဖြစ်ပြီးတော့ပတ်စံရဖို့အရေးတူနဲ့တူလိန်ညကောင်းကြနော်ကြော်တက်ကြဖြန်ကြနဲ့လှုပ်နေကြလူတွေတယောက်ကောင်းစားလို့ရှင်မကောင်းစားအောင်ဂျင်းထဲကြနဲ့လှုပ်နေအဲ့ဒါတွေဟာရှင်တွေကအပူတွေကြောင့်ဖြစ်နေတာပေါ့
အဲ့ဒါလို့ယင်ထဲကအပူမရှိတဲ့ပုဂ္ဂိုလ်မျိုးဟာဘယ်လိုပုဂ္ဂိုလ်မျိုးလဲမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ကိုရထားတဲ့ပုဂ္ဂိုလ်တွေဟာဒီလိုယင်ထဲကအပူကင်းတယ်ရှင်တွေက stress ကိုရှော့ချတယ်ဒီကနေ့ခေတ်နိုင်ငံသားတိုင်းပြည်အချို့မှာမြတ်စွာဘုရားရဲ့အဆုံးအမ mindfulness ဆိုတဲ့တတိရဲ့တန်ဖိုးကိုသိရှိလာတဲ့အခါမှာလက်ချာအနေနဲ့ပို့ချတဲ့ပုဂ္ဂိုလ်တွေကပို့ချတယ်အဲ့ဒီပို့ချတဲ့လက်ချာနဲ့ပို့ချတာကိုပတ်စံပေးပြီးသွားနားထောင်အောင်အခမဲ့နားထောင်လို့မရဘူးကျောင်းနေမှာသင်ပေးတယ်ပတ်စံပေးရတယ်အဲ့ဒါဘာလို့လို့မေးမြတ်စွာဘုရားရဲ့တတိပဋ္ဌာန်ကျင့်စဉ်ပဲလေဗမာပြည်မှာကိုယ့်ကိုယ်အချိန်မျိုးကျင့်နိုင်တဲ့ထွက်လေဝင်လေမှတ်တယ်ဆိုတဲ့ကျင့်စဉ်ဟာဆက်ကိုရှော့ချနိုင်တယ်ဆိုတာသူတို့သိလားဗမာပြည်ကလူတွေကတော့ဆက်ရှော့ချဖို့တရားထိုင်တာမဟုတ်ဘဲနဲ့နိဗ္ဗာန်ရချင်လို့ဆိုတဲ့ဟာနဲ့လည်းထိုင်တယ်နော်နိဗ္ဗာန်ဆိုတာတော့ချက်ချင်းရမှာမဟုတ်ဘူးဆက်ကချက်ချင်းလျှော့ချလို့ရအဲ့တော့ဆွဲလျှော့ချဖို့ဆိုတာတော့လက်တွေ့ကောင်းကျိုးချမ်းသာအတွက်တူတယ်လို့တယ်နိဗ္ဗာန်ဆိုတာတော့ဒီတစ်ခုတည်းနဲ့မရသေးဘူးလေမဂ္ဂင်၈ပါးအကျင့်တရားပြီးတော့လဲမကျူဝဖြစ်လာမှသူကအဆင့်တစ်ခုဆိုရတပင်တပင်စိုက်ထားလို့ရှိရင်တိကျိန်တမ်းမှတီးမှာပဲခုဆိုင်အခုပင်ပေါက်အခုပဲကြည်အခုပဲတီးဆိုရင်မရှိနိုင်ဘူးလေအချိန်တစ်ခုစောင့်အောင်လောက်ရမကြွားဖြစ်သည့်ထီအောင်လောက်လောက်လာမှနိဗ္ဗာန်ဆိုရဆင်ဆူတောင်းမှပဲအခုပေါ်လာအခုဒီထိုးပေါက်နိုင်မှုရတာမှမဟုတ်တာမာလာတဲ့အတိုင်းအတာတစ်ခုဖြစ်လာမှလုပ်လို့ရပါလေအဲ့ဒါလို့အချိန်ဆောင်ရတဲ့ကိစ္စတွေရှိတယ်ပေါ့အကျိုးပေးတယ်ဆိုတာလည်းအချိန်ဆောင်အဲ့ဒါကြောင့်မို့ယင်းထဲကအပူတွေကင်းဖို့ဆိုတာဟာတာမန်လေးကျင်ကန်လေးတစ်ခုနဲ့လည်းတော်သင့်လုံးဝရှင်းသွားတာမဟုတ်တော့လည်းပဲတခဏအနေအတွင်းကတော့ရှင်ထဲမှာပူကင်းတော့လုပ်တဲ့နည်းတွေပဲအကျိုးဖြစ်ပါတယ် mindfulness and comprehension တတိနဲ့တမ္ပဇညလေးကျင်ကန်ကိုမြတ်စွာဘုရားတတိပဋ္ဌာန်သုတ်တံမှာဟောထားတာဖြစ်တယ်ဘုရားဝတ္တရီအနေနဲ့အချိန်မီလုံနိုင်တယ်ကိုယ်အိမ်မှာလည်းလုံလို့ရတယ်ဒီနည်းစနစ်တွေကလည်းအချိန်မီသိလို့ရတယ်ဘယ်ရိတ်တာသွားသင်ဘယ်မှာပဲနေရဒါအဘိုင်းဖုနဲ့ဆိုတမာရီအလုံးမဟုတ်ဘူးတတိအလုံးတတိနဲ့ပညာအလုံးတမာရီဆိုတာအာယုန်တစ်ခုတည်းကိုစိတ်ဆိုင်ထားတာတမာရီက rest လောက်ထားတဲ့တူတူပဲအိတ်လိုက်တယ်ဆိုရင်စိတ်ကအာယုန်တွေဟိုဒီမရောက်ဘူးလေအိပ်ပျော်သွားတဲ့ပုံစံမျိုးပေါ့ rest အာယုန်တစ်ခုတည်းပေါ်မှာစိတ်ကိုရပ်တန့်ထားတာတမာရီတတိဆိုတာတော့အဲ့လိုမဟုတ်ဘူးဖြစ်ပေါ်လာတဲ့အရာအလုံးကိုအာယုစိုက်တာအာယုစိုက်လိုက်မှသူကဖြစ်ပေါ်လာတဲ့အရာတွေဘာတွေဖြစ်ပေါ်လာတာမှန်သမျှကိုသူကဖမ်းတာအာယုနေဖမ်းပြီးတော့အသိပညာသိတယ်ဆိုတမာရီဆိုတာရှောက်ဖမ်းမနေဘူးသူဖမ်းထားတဲ့အာယုတစ်ခုတည်းပေါ်မှာရပ်နေတာငြိမ်နေတာအဲ့ဒါတမာရီလုံးနဲ့တတိလုံးကမတူတတ်ဘူးနော်တမာရီကဖြတ်လိုက်တာနဲ့တပြိုင်နက်သူ့အလုပ်ကပြီးသွားတော့စိတ်ကိုချုပ်တီးထားတဲ့အလုပ်ကပျောက်သွားတယ်အလွန်ကောင်းတဲ့တမာရီတောင်မှပဲကြားဘူးရတယ်မဟုတ်လားဇန်လျှောတယ်ဆိုတာတမာရီပြပြသွားတာပြောတာပဲခိုင်မာတဲ့တမာရီတောင်မှပဲလောကီတမာရီဆိုတာလျှော့ကြနိုင်တယ်လောကုတ္တရာတမာရီကျမှခိုင်တယ်ဝိပဿနာလုပ်တယ်ဆိုတာတတိနဲ့ပညာနဲ့သွားတာတတိနဲ့တမ္ပစညာနဲ့သွားတာဒါကြောင့်မို့ mindfulness ကအတိပါတယ်တတိပါတယ်ပညာပါတယ်အဲ့ဒီနှစ်ခုဟာဗဒ္ဓမအရေးပါတယ်လို့ရှင်နဲ့နှလုံးနဲ့စိတ်ထဲမှာဆိုပါစို့စိတ်ပူတယ်လို့ပြောကြတယ်လူတွေပြောစရာတွေ့နေတဲ့အချိန်ကျတော့စိတ်ပူတယ်ဆိုတာမရှိဘူးမှန်တယ်လူတိုင်းစိတ်ပူတယ်လို့မရှိဘူးစင်ပြေးနေတာဟုတ်
ကျမကြီးသွားဆက်လိုက်လို့တန်ရနို့စ်မှာဘာယောဂရှိတယ်ပြောလိုက်စိတ်ပူသွားပြီအဲ့ချိန်မှာစဉ်းစားကြည့်နော်တန်ရနို့စ်မှာယောဂဆိုတာကိုပြောလိုက်တာနဲ့သူကမနေနိုင်မထိုင်နိုင်ဖြစ်သွားပြီနေမကောင်းထိုင်မသာဖြစ်ရင်လည်းစိတ်ပူတယ်စီဝါရေးနဲ့ပတ်သက်ပြီးတော့လည်းစိတ်ပူတယ်အခြားအရေးအရာတွေနဲ့ပတ်သက်လာလို့ရှိရင်လူတွေမှာစိတ်ပူလာမှုဆိုတာဖြစ်တယ်အဲ့ဒီစိတ်ပူလာမှုတွေလုံးဝကင်းသွားတဲ့ဤရှိလားဆိုတာရှိတယ်မြတ်စွာအဲ့ဒီကင်းသွားတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်မျိုးတော့ဆိုဒီမှာဝိပမုဒ္ဒတတပ္ပတိဖဲအာယုံပေါ်မှတွေ့တာမှုမရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နော်တပ္ပတိစာအာယုံခတ်သိကိုယ့်ရဲ့ခန္ဓာပေါ်မှာပဲဖြစ်ဖြစ်အာရဏပေါ်မှာပဲဖြစ်ဖြစ်ဓာတ်ပေါ်မှာပဲကိုယ်တဏ္ဍမှာရှိတဲ့အရာခတ်သိသို့တော့ကိုယ်နဲ့ပတ်သက်တဲ့အရာသာသမီဆွေမျိုးညာတိပစ္စည်းဥစ္စာတပ္ပတိအရာခတ်သိအကုန်လုံးပြောလို့ရကိုယ်ခန္ဓာပေါ်မှာလည်းတွေ့တာမှုတွေလွတ်ကင်းနေတယ်ကိုယ်ပတ်ဝန်းကျင်ပေါ်မှာချစ်ချင်းမုန်းချင်းဆိုတဲ့သို့မဟုတ်တတ်မဲ့ခြင်းတွေ့တာချင်းဆွဲလန်းခြင်းဆိုတာတွေကနေလွတ်ကင်းသွားတယ်ဆိုလိုတာလောဘတဏှာလောဘလွတ်ကင်းသွားတယ်ကိလေသာတွေလွတ်ကင်းနေတဲ့အနေအထားမျိုးရှိရဒါဖြင့်စိတ်ပူတာဘာကြောင့်ပူတာတုံးလို့မေးလို့ရှိရင်စိတ်ပူတယ်ဆိုတဲ့သဘောတရားတောကပဲတောကဆိုတာဒေါမနတရှင်ထဲမှာဝမ်းနဲ့ကြည်ကွဲတဲ့ခံစားမှုကိုစိတ်ပူတယ်လို့ပြောတာသူကဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်လာတာအပြီးတော့ဘောရအဲ့တော့စိတ်ပူတယ်ဆိုတာယင်ထဲမှာမုန်းတိမှုဆိုတဲ့ဒေါသမကင်းသေးသမျှစိတ်ပူတယ်ဆိုတာဖြစ်မယ်တွေ့တာမှုမကင်းသေးသမျှစိတ်ပူမှုဆိုတာဖြစ်တယ်ဒါကြောင့်မို့ဝိပမုဒ္ဒတတပ္ပတိဆိုတဲ့စကားလုံးလေးဟာအမှန်တမ်းကျင်းတော်လဲပဲအရာရာပေါ်မှာတွေ့တာမှုတွေမုန်းတိမှုတွေလုံးဝလွတ်ကင်းသွားတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့အဲ့ဒါရှိနေသမျှစိတ်ပူတယ်ဆိုတာရှိအောင်မယ်လို့ဆိုလို့နော်စိတ်မပူတော့ဘူးဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်လဲကိုယ်ခန္ဓာပဲဖြစ်ဖြစ်သူများခန္ဓာပဲဖြစ်ဖြစ်ကိုယ်ပစ္စည်းပဲဖြစ်ဘယ်ဟာပဲဖြစ်ဘယ်ပေါ်မှကြောင်းကြခြင်းဆိုရင်တွေ့တာခြင်းဆိုတာမရှိတော့ဘူးလုံးဝလွတ်ကင်းသွားတဲ့ပုဂ္ဂိုလ်ဖြစ်မှာစိတ်ပူတယ်ဆိုတာမရှိမှာတခုပေါ်မှာတွေ့တာမှုတွေရှိနေသေးတယ်မုန်းတိမှုရှိနေသေးတယ်ဆိုလိုတာကိလေသာတွေရှိနေသေးရင်စိတ်ပူတယ်ဆိုတာရှိနေမှာပဲလို့သူတို့ဆိုလိုတယ်ဟောဒါအလွန်ရှင်းရှင်းလေးမြတ်စွာဘုရားဟောတာအလုံးကလွတ်မြောက်နေဖို့လိုအပ်တယ်တဲ့တပ္ပခန္ဓပိဟိနတ္တာတဲ့အဲ့ဒါလို့လွတ်မြောက်ဖို့ဆိုတာဘာလိုအပ်တုံးဆိုအနှောင်ဖွဲ့အားလုံးကိုဖယ်ရှားပြီးသားဖြစ်အနှောင်ဖွဲ့တွေဆိုတာဘာတော့အဘိဇာကာခန္ဓာပြာပါဒကာခန္ဓာဆိုလောဘဒေါသတွေဟာအနှောင်ဖွဲ့တွေပဲချစ်တယ်မုန်းတယ်နော်တွေ့တာတဲ့မုန်းတီးတယ်ရွှရှာတယ်ဆိုတာတွေဟာအလုံးဟာတွေ့တာမှုနဲ့သက်ဆိုင်အတွေ့အတာတွေရင်ထဲနှလုံးထဲမှာချီနှောင်ထားတဲ့ချီနှောင်တယ်ဆိုတာတာမန်ချီနှောင်ရုံမဟုတ်ဘူးအဖြုတ်ခက်လောက်အောင်ထုံးဖွဲ့ထားတယ်လို့ပြောကျိုးတုံထုံးထားလို့ရှိရင်တချို့ကျိုးတုံကဖြုတ်ဖို့တော့ခက်တယ်နော်ဖြုတ်ဖို့ဆိုတာကြိုးစားလို့မလွယ်ဘူးအဲ့လောက်ထိအောင်ကြက်တီးနေအောင်ထုံးထားတဲ့အထုံးမျိုးကိုဂန္ဓာလို့ခေါ်တယ်အဲ့ဒီဂန္ဓာဆိုတဲ့တရားလူရဲ့ယင်ထဲမှာတွေ့တာမှုဆိုတဲ့လောဘကာမဂုဏ်အာယုန်နေနဲ့ပတ်သက်ပြီးလိုချင်မှုဆိုတဲ့အဘိဇာမုန်းတိမှုဆိုတဲ့ပြာပါဒကိုယ့်ရဲ့အယူဆမှားယွင်းမှုဆိုတဲ့တိလပဒပရမတ္တမှားယွင်းတဲ့အမြင်လို့ဆိုတဲ့အရာတွေဣဒံသစ္စာဘိနိဝေသောငါအယူဆတာမှန်တယ်တခြားအယူဆတွေမမှန်ဘူးကိုယ့်အယူပေါ်မှာကိုယ့်ရဲ့အမြင်ပေါ်မှာလူတွေဟာဆွဲလန်းတတ်ကြတယ်ဆွဲလန်းလို့တယောက်နဲ့တယောက်ညှိနှိုင်းလို့မရဘူးလေငါအသာအမှန်ညှ
ညှိနှိုင်းလို့မရလို့လောကလူတွေဟာငြိမ်းချမ်းရေးဆိုတာလည်းမရနိုင်ဘူးလေညှိနှိုင်းလို့ကဘလောက်ခက်သားသမီးတော်ကညှိနှိုင်းမှုခက်တယ်မဟုတ်လားအချင်းချင်းလည်းညှိနှိုင်းမှုခက်တယ်အများကြီးခက်တယ်အဲ့ဒါဘာကြောင့်ခက်တာတော့ဆိုဣဒံသစ္စာပိနိဝေတာထဲမှာအကျုံးဝင်ငါဟာသာအမှန်ဆိုတဲ့ယူဆမှုရှိတယ်ကိုဟာကိုအမြင်ကိုလွယ်လွယ်ကူကူနဲ့ဆွန့်လွတ်တာဆိုမရှိဘူးအာဒာနဲ့ခါဟိဒုပတိနေသက်ခိစာပေကျမ်းဆုတ်ကင်ထားတယ်ဒုပတိနေသက်ခိလွတ်ဖို့မတန်ခဲနေငါအမြင်သူ့အမြင်တာမန်ကြည့်ပြီးလောကမှာဒီတုံးတဲ့သူအငင်းပွားနေတာအဲ့ဒါကြောင့်ဖြစ်တာနော်စနီးမောင်နှံဆိုလဲစနီးမောင်နှံအချင်းချင်းမိသားစုအတွင်းမှာလည်းမိသားစုချင်းကုမ္ပဏီဝန်ထမ်းတွေကုမ္ပဏီတွေအချင်းချင်းဘာလဲဣဒံသစ္စာဝိနိဝေတိငါလောက်တာမှန်တယ်ငါမှန်တယ်ငါပြောတာမှန်တယ်နိုင်ငံရေးပါတီတွေတူတူပဲဘာမှမထူးနော်ဒီထက်သွားတာတွေအကုန်ဣဒံသစ္စာဝိနိဝေသောငါလောက်တာပဲမှန်တယ်ငါ policy ကမှန်တယ်ခြား policy မလွတ်နိုင်အဲ့ဒါထုံးဖွဲ့ထားတဲ့အထုံးပဲအဖြေခက်တဲ့အထုံးလို့ခေါ်တယ်အဲ့ဒီအဖြေခက်တဲ့အထုံးတွေကိုဖယ်ရှားနိုင်ရမယ်ရှင်ထဲကပူလောင်မှုပြောက်ခြင်းအဲ့ဒါတွေကိုဖြေရမယ်အစားထပ်ပြီးတော့ထုံးတဲ့အခါကျတော့ဒီတထုံးပြုတ်လဲနောက်တထုံးကကျန်နောက်တထုံးကကျန်အထုံးတွေများတယ်နော်လူတွေမှာအထုံးကများလာတာပဲရှိတယ်ရော့မသွားအဲ့ဒါကိုစာပေလူပြောတဲ့အခါကျတော့အဘိဇာကာကံတော်ဗျာပါတော်ကာကံတော်သီလပရပရမသောကာကံတော်ဣဒံသစ္စာဝိနိဝေသောကာကံတော်ခန္ဓာဆိုတဲ့တရားတွေထုံးဖွဲ့တယ်ရှင်ထဲမှာနှောင်းဒီထုံးထားတာဖြေဖို့ခက်တဲ့အနေအထားမျိုးတွေရအဲ့ဓာတွေကိုမစွန့်လွတ်နိုင်လို့ရှိရင်ကိုယ့်ရင်ထဲကငြိမ်းချမ်းရေးဆိုမရနိုင်ဘူးကိုယ့်ရင်ထဲမှာအေးချမ်းမှုဆိုများတယ်ဒါတွေတန်းလန်းနဲ့အေးချမ်းမှုရှာနေရင်တော့ရေခဲရေတောက်ပဲဒါပဲရှိမှာခန္ဓာကိုယ်တော့ငြိမ်းငြိမ်းချမ်းစိတ်ကမငြိမ်ဘူးနော်ရေခဲရေတောက်ရင်တော့ရေနဲ့တော့အေးခြင်းအေးတော့ဒါပေမဲ့စိတ်အေးမှာမဟုတ်ဘူးဟုတ်တယ်မလားတော့ကြမောကြီးပန်းကြီးနဲ့ရေခဲရေတောက်မတောက်လည်းနေသွေးလို့ဒုက္ခရောက်တော့အဲ့လိုမျိုးဖြစ်သွားနိုင်မင်းသွေးလို့ဒုက္ခရောက်သွားဟုတ်လားမင်းသွေးလို့ဒုက္ခရောက်သွားအဲ့တော့လောက်ရမယ့်ဟာဘာလဲစဉ်းစားကြည့်အောင်စိတ်ရဲ့အေးချမ်းမှုကရေခဲရေတောက်လို့မရဘူးဒီထုံးဖွဲ့တာတွေကိုဖြည့်ရှင်းရမယ်တွေ့တာမှုတွေအလုံးဆုံးလို့ရမယ်အဲ့ဒါလို့လောက်ရမယ်လို့ဒီဒေသနာတော်ကညွှန်ထားတာစဉ်းစားကြည့်ဟောအဲ့ဒီလိုလှုပ်တဲ့ပုဂ္ဂိုလ်တယောက်ဟာမြတ်စွာဘုရားစာပြီးဟောတယ်ကတ္တိနောကတ္တိဆိုတန်တရားခရီးကိုလည်းရဆိုင်လိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တန်တရားခရီးဆိုတာလောဘတဏှာရှိနေသေးတယ်မြတ်တန်တရားခရီးကမရသေးဘူးဘုန်းကြီးတို့တွေတန်တရားခရီးသွားရည်ပဲတန်တရားခရီးသွားရည်ကြီးပဲဟုတ်လားဘဝတန်ត្រာတွေကပါတယ်ဘဝတန်တရားတချင်းလိုပဲတယောက်စင်းတယောက်တည်းဆက်လက်ထက်ခွာနေတာတန်တရားခရီးသွားတွေပဲအလုံးတန်တရားခရီးသွားတွေယထာဘုံမှာဆုံတွေ့နေဆုံတွေ့တဲ့အပေါ်မှာအထုံးတထုံထုံးလိုက်ကြပြန်ပြီးတော့ယထာဘုံဆင်းတော့လဲထုံးသွားပြန်အဲ့တော့အထုံးကပြေးတာမဟုတ်ဘူးအထုံးတွေအများလာတာပဲဖြစ်တယ်ဆုံတွေ့တဲ့ကလာတော့ကတော့ကိုတယောက်တည်းပဲလူဘဝစဉ်းစားကြည့်အိမ်ထဲကိုဝင်လာတယ်ကံကောင်းလို့မိဘကဗီဇာပေးလိုက်တဲ့ immigration ခွင့်ပြုလို့လူဘဝရောက်လာဒါခွင့်မပြုတဲ့မိဘတွေရှိသေးတယ်ခုကနေ့ခေတ်မှာဆိုမလာနဲ့ဆိုတားလွတ်လိုက်ရင်ဘယ်လိုလုပ်သွားလို့ရအဲ့ဒါ immigration ဗီဇာမပေးတာနဲ့တူတူပဲအလားမခံဘူးအလားခံမတော်တဆရောက်လာလို့ရှိရင်လည်းဆက်ပြီးတော့လက်မခံတော့အမိုက်ပုံနဲ့ထည့်လိုက်ဟိုနာပြစ်လိုက်ဒီနာပြစ်လိုက်ဖြစ်နေပုံကကနေခဲ့ပါနော်အဲကြောင့်မိဘကျေးဇူးဆိုတာစဉ်းစားကြည့်နော်ကိုယ်လက်ခံတာဒါကျေးဇူးပဲဗီဇာထုတ်ပေးတာကျေးဇူးတရားပဲဒီစကလုံးနဲ့မဟုတ်ပေမဲ့မြတ်စွာဘုရားဟောတာဒီတိုင်းပဲဣ
ဣမတ္တလောကတ္တဓာတိတာရောတဲ့ဒီလောကကြီးနဲ့ဆုံစည်းခွင့်ပေးတာဟာမိဘရဲ့ခြေဆုပဲကျွေးတယ်ဆောင်းလျှောက်တယ်လောကကြီးနဲ့ဆုံစည်းခွင့်ပေးတယ်ဆုံစည်းခွင့်တွေ့မြင်ခွင့်ပေးတယ်ဆိုတာ immigration ပေါ့လာခွင့်ပေးတာအဲ့ဒီခြေဆုကဘယ်လိုကုန်အောင်ဆက်လို့ရမိဘခြေဆုမကုန်ဘူးဆိုတာအဲ့ဒါပြောကိုကနောက်မှမွေးတာဆိုကိုကသွားပြီးတော့သူ့ကိုဗီဇာပေးလို့မရဘူးလေမိဘကိုပေးထားပြီးဆောင်းလျှောက်ကြွေးမွေးလို့သူဖြစ်လာအဲ့တော့ကိုယ့်ရဲ့လှုပ်ရှားမှုမှန်သမျှမိဘခြေဆုပဲမိဘခြေဆုခြေအောင်ဆက်လို့မရဘူးဆိုတာအဲ့ဒါပြောတာအဲ့တော့ဟုတ်ပြီလူတွေဟာလာတော့ကတယောက်တည်းဒီရောက်တဲ့အခါကျတော့အမေနဲ့အဖေနဲ့ထုံးလိုက်ပြန်ဟောအမေနဲ့ထုံးလိုက်တယ်အဖေနဲ့ထုံးလိုက်တယ်တထုံးရသွားပြန်ကိုလည်းတာယာစင်ဖြစ်လိုက်တယ်ထုံးလိုက်ပြန်နောက်တစ်ခါညီလေးညီမလေးတွေရောက်လာရင်ထုံးပြန်ရောအရွယ်လေးရောက်လာတဲ့အခါနောက်တစ်ယောက်ရှာပြီးထုံးပြန်ရောဟောအထုံးတွေကများလာတန်တရားထဲမှာဒါလူသဘာဝပြောပြအဲ့ဒါတွေကအထုံးအဖွဲ့လေးကြီးပဲအဲ့ဒါတွေကိုမပယ်နိုင်သေးသမျှကာလပတ်လုံးချီနှောင်ထုံးပွဲနေသမျှကာလပတ်လုံးပရိလာဟောဆိုတဲ့ရှင်တွေကပူလောင်မှုတွေရှိနေဦးမှာပဲတဲ့တန်တရားခရီးသွားနေသမျှပုဂ္ဂိုလ်တွေဟာခရီးသွားလို့ပြီးတဲ့ပုဂ္ဂိုလ်မှသာလဲသူကတန်တရားခရီးကိုရဆိုင်လိုက်ပြီးသားပုဂ္ဂိုလ်ဆိုတာတွေ့တာမှုတွေကင်းတဲ့ပုဂ္ဂိုလ်ပြောတာဝိတောကဆိုတာတွေ့တာမှုမရှိမှတောကဆိုတာလည်းကင်းတယ်နော်တောကဆိုတာဘယ်လာတာတုံးလို့လိုက်ပြီးတော့ trace လုပ်ကြည့်လိုက်ပြီးတော့အကြောင်းကိုရှာကြည့်ဒီတောကဘယ်လာဟောဘယ်လာတာတုံးလို့အကြောင်းရင်းကိုရှာလိုက်ရင်တွေ့တာမှုကလာတာတွေ့တာမှုလူချင်းမှုတွေကတောကကိုမွေးဖွားတာဘုရားဘယ်လိုဟောတော့ပိယတောဆိုင်တေတောကောတယ်နော်ပိယတောချစ်ခင်တွေ့တာတဲ့ကာမဂုဏ်အာယုတွေကသို့မဟုတ်ချစ်ခင်အပ်တဲ့ပုဂ္ဂိုလ်ရှိသောကြောင့်တောကောစိုးရိမ်မှုဆိုတာဖြစ်လာတယ်သူများကိုမချစ်ဘူးဆိုတော့ကိုယ့်ကိုချစ်တာနော်သူများကိုမတွေ့ဘူးဆိုတဲ့ပုဂ္ဂိုလ်လည်းကိုယ့်ကိုတွေ့တာတချို့ကပြောမယ်သူကတကူဒီပါ single ပါဘယ်သူမှမတွေ့တတ်ပါဘူးဆိုသူကိုယ်သူတွေ့တာနာအဲ့ဒီပုဂ္ဂိုလ်ပြောရင်တယောက်တည်းနေတာပါလို့ပြောတာဘယ်ဟုတ်မလဲသူကအမြဲတမ်းနှစ်ယောက်နေတာဘယ်သူနဲ့နေတော့ဆိုစိတ်ကူးရင်နေတာတခါတလေနှစ်ယောက်တောင်ကချင်မှကမှာစိတ်ကူးရင်တဲ့ထဲက3-4ယောက်ဖြစ်ချင်းဖြစ်တွေ့တာမှုဆိုတဲ့တဏှာစိတ်ကူးရင်နေတာပဲမှန်မြတ်စွာဘုရားဒါမို့တဏှာဒုတိယပုရိသောဓိကမတ္တနာတံတရဝါတွေဟာတန်တရားခီးသွားနေတာတဏှာအဖို့နဲ့သွားနေတာတဲ့တယောက်တည်းမဟုတ်ဘူးတွေ့တာမှုနဲ့နေကြတာအဲ့လိုတဏှာတွေ့တာမှုတွေနဲ့နေသည့်အတွက်ကြောင့်တောကဆိုတာလာကိုလာမှာပဲတန်တရားခရီးတဲ့ဖန်သမျှဟာတောကနဲ့သွားတာအေးတန်တရားခရီးကိုအဆုံးသတ်လိုက်တဲ့ပုဂ္ဂိုလ်ဆိုတာခုနပြောတဲ့အထုံးတွေမထုံးတော့တဲ့ပုဂ္ဂိုလ်အာယုန်နေအလုံးကနေပြီးတွေ့တာမှုအလုံးလွတ်မြောက်တဲ့ပုဂ္ဂိုလ်လွတ်မြောက်ပြီးတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်သည်တန်တရားခရီးကနေလွတ်မြောက်သွားပြီးသားဖြစ်တယ်လွတ်မြောက်သွားသည်ဖြစ်သည့်အတွက်ကြောင့်ဝိတောကဝိဆိုတာမရှိတော့တဲ့တောကဆိုရင်တောကမှုတွေအကုန်လုံးကင်းသွားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးမှပရိလာဟောနာဝိစတိယင်းတဲ့အပူစွာပြောင်းမှာလို့ပြောတယ်သူတို့ကြတော့ပူလောင်တာလုံးဝမရှိတော့ဘူးအေးဆေးသွားပြီအဲ့တော့တရားတော်ကိုမြတ်စွာဘုရားဟောတဲ့တရားတော်ဟာအကြောင်းနဲ့အကျိုးနဲ့သွားတာခေါ်ဆိုလိုရင်းတဲ့ပဲကတော့ကတ္တိခီးသွားပြီးတန်တရားခီးသွားပြီးတဲ့ပုဂ္ဂိုလ်ဆိုတာယဟန္တာပုဂ္ဂိုလ်ဝိတောကလုံးဝစိုးရင်စိတ်မရှိဘူးဆိုတာယဟန္တာပုဂ္ဂိုလ်ဘာကြောင့်စိုးရင်စိတ်တွေမရှိတာတော့ဆိုဝိပမုဒ္ဒတသဗ္ဗတိအလုံးကနေတွေ့တာမှုတွေကနေလွတ်ထားတဲ့ပုဂ္ဂိုလ်လွတ်နေတဲ့ပုဂ္ဂိုလ်ဘာကြောင့်လွတ်သွားတော့ဆိုသဗ္ဗခန္ဓာပိဏတ္တဘယ်အထုံးမှသူ့မှာမရှိဘူးအထုံးတွေအလုံးဖြည့်ပြီးသားဖြစ်လို့ဟောအကြောင်းနဲ့အကျိုးနဲ့မြတ်စွာဘုရားဟောပါတယ်ဘာလုပ်ရမလဲဆိုတာအရေးကြီးဆုံးကအာယုန်နေနဲ့ကိုယ်စိတ်နဲ့လွတ်အောင်ကြိုးစားလွတ်အောင်ဆိုတာကိုတွေ့တာမှုနဲ့
မရှိအောင်ပြောတာအာယုံကတော့စိတ်ရှိရင်ရှိနေမှာပဲအာယုံရှိရင်စိတ်ရှိဖြစ်နေမှာပဲနော်သို့တော့ခန္ဓာဆိုတဲ့ပုံမှာတွေ့တာမှုဆိုတဲ့ဒီဆွေရမှုတွေတွေ့တာမှုတွေမုန်းတိမှုတွေဆိုတဲ့ကိလေသာတွေကလွတ်နေတဲ့စိတ်ဖြစ်ဖို့လိုတယ်ပေါ့မြတ်စွာဘုရားကြည့်ယဟန္တာတွေကြည့်ယဟန္တာဖြစ်သွားလို့ဘာပြောင်းသွားသလဲပုရုဇဉ်ဘဝတုန်းကနေတဲ့သူရထားတယ်လူဘဝရတဲ့မျက်စိရထားတယ်နားရထားတယ်နော်ဒီနှစ်ခုပဲပြောချင်လိုက်မျက်စိနဲ့နားရထားမျက်စိရထားရင်မြင်ရရှိတာမြင်မှာပဲနားရထားသည့်အတွက်ကြောင့်ကြားစရာရှိတာကြားမယ်မြင်စရာအာယုန်ဒီနှစ်သက်စရာရှိတယ်လို့မုန်းထိစရာလည်းရှိတယ်ကြားတဲ့အတန်ဒီကိုကြိုက်တာရှိတယ်လို့မကြိုက်တာလည်းရှိတယ်ပုရုဇဉ်တွေကြတော့ဘယ်လိုဖြစ်တုံးဆိုမြင်တဲ့အာယုန်ကကိုနှင်းသက်တဲ့အာယုန်ဆိုရင်လောဘဖြစ်တယ်မနှင်းသက်တဲ့အာယုန်ဆိုဒေါသဖြစ်တယ်အဲ့လောဘဒေါသဖြစ်ရင်မောဟလည်းပါလာအတန်ကလည်းကိုကြိုက်တဲ့အတန်ဆိုလောဘဖြစ်တယ်ကိုမကြိုက်တဲ့အတန်ဆိုဒေါသဖြစ်တယ်အဲ့တော့ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ရောမြတ်စွာဘုရားရောမျက်စိမရှိဘူးလားနားမရှိဘူးလားရှိတယ်မြတ်စွာဘုရားလည်းမျက်စိနဲ့မြင်စရာမြင်တာပဲမြင်အကောင်လည်းမြင်တယ်နှစ်သက်စရာလည်းမြင်တာပဲမနှစ်သက်စရာလည်းမြင်တာပဲနားကြတော့လေကိုကျင့်တဲ့စရာကောင်းတဲ့အတန်ကြားမယ်မကျင့်တဲ့စရာအတန်နဲ့ကြားမယ်သို့တော့မြတ်စွာဘုရားကြတော့ကျင့်တဲ့ချင်းမကျင့်တဲ့ချင်းကိုအကြောင်းပြုပြီးတော့လောဘဒေါသဆိုတာမဖြစ်တော့နှစ်သက်စရာအာယုံတွေ့လို့မျက်စိနဲ့နှစ်သက်စရာတွေ့လို့လေတွေ့တာမှုဆိုတာမဖြစ်ဘူးမုန်းတိစရာတွေ့လို့လေဒေါသဆိုတာမဖြစ်တော့အဲ့ဒါကွဲပြားခြားနာမှုပဲယဟန္တာဖြစ်တော့အဲ့တော့ဒီလိုလဲမအောင်မေ့နေနဲ့ယဟန္တာဖြစ်သွားလို့ရှိရင်ခံစားချက်တွေမရှိတော့ဘူးလို့အောက်မေ့မနေနဲ့ယဟန္တာဖြစ်လဲဝေဒနာဆွဲစိတ်ခံစားမှုကရှိတယ်ယဟန္တာဖြစ်လဲစိတ်ခံစားမှုကအကောင်းဆုံးသိတဲ့စိတ်ခံစားမှုဝေဒနာ experience ပေါ့ကောင်းတယ်ဆိုတာမှန်မယ်အစာတစ်ခုစားတယ်အရသာယဟန္တာတွေမသိဘူးလားဆိုသိတာပေါ့ချိုးရင်ချိုမှန်းသိတယ်ချင်းမှန်းသိတယ်မျက်စိအမြင်လည်းလှတာကိုလှမှန်းသိတယ်နားကြားရင်လည်းကောင်းတာကိုကောင်းမှန်းသိတယ်ကြည့်တယ်မြတ်စွာဘုရားသိတာကိုထင်ရှားတဲ့သာရကလေးတစ်ခုနဲ့ပြောပြပိစတိခါကမြတ်စွာဘုရားစီတရားမင်းကြီးလွတ်လိုက်လို့ဘုရားစီရောက်လာတယ်သူ့လက်ထဲမှာစောင်းပါလာတယ်ဖေလူဝပန္ဓုဆိုစောင်းဖေလူဝဆိုတာဩရှိတိဩရှိတိကမဲ့ကနေဩရှိတိဆိုလို့ရှိရင်ဝါနုနုလေးလေအစိမ်းလေးနဲ့အဝါလေးနဲ့ရောတယ်ဩရှိတိမဲ့မြင်မှုကြလားမသိဘူးအဲ့ဒီဩရှိတိမဲ့ရဲ့အခွန်လိုပဲသူ့ရဲ့စောင်းရဲ့ပုံသဏ္ဍာန်ကဖေလူဝပန္ဓုဆိုအယောင်လေးကအဲ့ဒီပုံစံနဲ့အဲ့ဒီစောင်းလေးပိုက်ပြီးဝင်လာပြီးဖျားရှိရောက်တော့ပါတော့ဆိုစောင်းသမားဆိုတော့စောင်းတီးတာပေါ့တခြင်းလဲဆိုသေးတယ်စောင်းလဲတီးတယ်သူဆိုတဲ့တခြင်းကလည်းအစုံပဲဖျားကုံနဲ့ပတ်သက်ပြီးတော့လည်းဆိုတယ်တရားကုံနဲ့ပတ်သက်ပြီးတန်ခါကုံနဲ့လည်းပတ်သက်ပြီးဆိုတယ်အဲ့ဒါတွေနဲ့မပတ်သက်တဲ့အချက်တခြင်းလည်းဆိုတယ်သူစောင်းလည်းတီးတယ်တက္ကပညာတော့ကိုဖတ်ကြည့်ဒီတိုင်းပဲဟုတ်တယ်အဲ့တော့စောင်းတီးပြီးလို့မြတ်စွာဘုရားရှေ့မှာစောင်းနေတီးမြတ်စွာဘုရားဟေးမတီးနဲ့လို့မပြောဘူးသူဘုရားလည်းပဲသူတီးတာကြားနေတာပေါ့နားရှိတော့ကြားမှာပေါ့ပြီးတဲ့အခါမြတ်စွာဘုရားဘာမေ့ရှိတော့ဆိုပိစတိခါတဲ့မင်းစောင်းတန်တဲ့တခြင်းတန်ကလိုက်ဖက်ပါပြီတဲ့ဆိုလိုတာကစိခိုက်ဝါခိုက်ကြားတယ်ပေါ့နော်အဲ့ဒါ appreciate လုပ်တာခေါ်တယ် appreciate လုပ်တယ်လို့ခေါ်တယ်ကောင်းရင်ကောင်းတယ်လို့ပြောတာစိတ်ခံစားမှုရှိတယ်သို့တော့မင်းတန်ကောင်းလိုက်တာကွာထပ်တီးစမ်းမအောင်ဆိုပွဲတောင်းတာတော့မလုပ်ဘူးပေါ့တာမန်လူတွေဆိုရင်တော့ပွဲတောင်းကြအောင်မှာပေါ့ဘာကြောင့်ပွဲတောင်းလဲလောဘတက်တာသွားတာမြတ်စွာဘုရားတော့နားရှိလို့သာကြားလိုက်တယ်ကောင်းရင်ကောင်းမှန်းသိတယ်ဒီသဘောကိုဆိုလိုတာ
မြတ်စွာဘုရားရဲ့ရင်ထဲမှာလောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးအဲ့ဒါတန်ဆင်းစင်ကြယ်တဲ့အနေထားတစ်ခုပဲပုရုဇဉ်တွေမှာတော့ကောင်းရင်ကောင်းသလိုပြောင်းလဲတယ်စိတ်ကမကောင်းရင်မကောင်းသလိုစိတ်ကပြောင်းလဲတယ်မြတ်စွာဘုရားကျတော့ဒါတွေဟာအပြောင်းလဲကိုဖြစ်စေနိုင်တယ်စွမ်းမရှိတော့ဘူးဘာကြောင့်လို့အမြဲတမ်း mindfulness နဲ့သဘာဝတရားတွေကိုသိရှိပြီးရှင်တဲ့ကိလေသာအဆိုးတွေလှုပ်ရှားစေတတ်တဲ့အရာတွေကိုကုန်ဖယ်နှုတ်ထားပြီးသားဖြစ်သည့်အတွက်ကြောင့်တည်ငြိမ်သွားတယ်တိမှတ်သွားတယ်တာဓိကုံဆိုတာအဲ့ဒါပြောတာတာဓိကုံဆိုတာ thusness ပဲဒီတိုင်းပဲအကောင်းနဲ့တွေ့လဲဒီတိုင်းပဲအဆိုးနဲ့တွေ့လဲဒီတိုင်းပဲဘုန်းကြီးတို့တွေကြအကောင်းနဲ့တွေ့ရင်ပြုံးတယ်အဆိုးနဲ့တွေ့ရင်မဲ့တယ်ဟုတ်လားအပြုံးနဲ့အမဲ့နှစ်ခုပြောင်းသွားတယ်မျက်နှာကပြောင်းသွားတယ်အဲ့တော့မြတ်စွာဘုရားကျတော့ဘယ်လိုလောကရန်နဲ့တွေ့ပြုံးမြဲပဲအကောင်းနဲ့တွေ့လို့ပြုံးတာမဟုတ်အဆိုးနဲ့တွေ့လဲပြုံးတာအဲ့တော့အပြောင်းအလဲမရှိတာကိုဣဋ္ဌာနိဋ္ဌိတာဓိလို့စာပေမှာဆိုတာအဲ့ဒီသဘောပြောတာနော်အဲ့တော့ Buddhism and beauty ဆိုတဲ့စကားမှာဘုရားဗဒကအလှပါကိုအတိမပြုသလားဆိုပြုတာပေါ့လှရပါတာမရှိဘူးလို့ပြောတာမှမဟုတ်တာသို့တော့လှရပါတာခံစားနေလို့ရှိရင်တဏှာမဖြစ်ဖို့ပဲတားတယ်မြတ်စွာဘုရားအဓိကအဲ့ဒါကိုသဘောပေါက်ဖို့လိုတယ်မြတ်စွာဘုရားကအာယုန်တွေကိုတားခိုင်းတာမဟုတ်ဘူးအာယုန်တွေကိုတွေ့တာမှုမရှိအောင်တတိနဲ့စောင့်ရှောက်လို့ပြောတာအဓိကတတိနဲ့ထိမှုအာယုန်ဆိုတာရှိနေမှာပဲအာယုန်ဆိုတာပယ်လို့ရတဲ့တရားမှမဟုတ်တာပယ်ရမယ့်ဟာသာပယ်ခိုင်းတာလေအခုဒီမှာလဲသဗ္ဗခန္ဓပဟိနတဆိုတာကိရိတာပဲပယ်ခိုင်းတာမြတ်စွာဘုရားရုပ်ထုပယ်ခိုင်းတာမဟုတ်ဘူးနာမထောင်မဲ့နေခိုင်းတာမဟုတ်ဘူးအဲ့တော့နာမထောင်မဲ့နေတာနဲ့ယဟန္တာဖြစ်တယ်ဆိုရင်ဆွမ်းအနာမကြားတွေအကုန်ယဟန္တာဖြစ်ကုန်မှာပေါ့မကြည့်ပဲနေတာနဲ့မျက်စိစက်ခုံတည်းလုံးကျုံတယ်ဆိုရင်မျက်စိကန်းနေတဲ့လူတွေတော်ပဲကြည့်မှမကြည့်တာကြည့်လို့မှမမြင်တာအဲ့လိုဆိုလိုတာမဟုတ်ဘူးအသိရှိတယ်အမြင်ရှိတယ်ကြားရှိတယ်သို့တော့တတိနဲ့လောဘမဖြစ်အောင်ထိန်းနိုင်တယ်ဒေါသမဖြစ်အောင်ဒါက Buddhist practice ပဲဘုရားဘာသာရဲ့ချင်းစင်အဲ့ဒါအမှန်အဲ့ဒါလို့ဖြစ်အောင်ကျင့်ရမှာလို့ဆိုလိုတယ်ပေါ့အေးအဲ့ဒီတော့အခုဒီဒေသနာတော်မှာသင်္ကန်းစာတွေပေးလိုက်တယ်မြတ်စွာဘုရားဘာတော့ရှင်တွေကအပုကင်းတဲ့ပုဂ္ဂိုလ်တွေဟာတန်တရားခရီးသွားရဆိုင်လိုက်တဲ့ပုဂ္ဂိုလ်လည်းရှင်တွေကအပုကင်းတယ်တဲ့တောကမရှိတဲ့ပုဂ္ဂိုလ်လည်းရှင်တွေကအပုကင်းတယ်အဲ့ဒါလို့တန်တရားခရီးကိုရဆိုင်လိုက်ပြီးတောကကင်းတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးမှကင်းနိုင်တာတော့ဆိုဝိပမုဒ္ဒတသဗ္ဗတိအရာပေါ်မှာခန္ဓာ၅ပါးပေါ်ပဲဖြစ်စေအာယုန်ဒီပေါ်မှာပဲဖြစ်စေတွေ့တမှုတွေအရှင်းမရှိပဲနဲ့လွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဲ့ဒီလိုလွတ်မြောက်ဖို့အတွက်မလုပ်ရဘူးအထုံးအဖွဲ့တွေမထုံးတော့ပဲနဲ့ဖြည်ပြီးတော့ဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒီတရားကိုမြတ်စွာဘုရားဟောတယ်အဲ့တော့ဒီပုဒ်တွေကရည်ညွှန်းတာဘယ်သူတုံးဆိုရင်အဲ့ဒီအလုပ်တွေလုပ်ပြီးသားပုဂ္ဂိုလ်ကဘယ်သူတုံးဆိုရင်ယဟန္တာဖြစ်မှယင်ထဲကအပူကင်းတယ်လို့ပြောတယ်ခီးသွားရဆိုင်လိုက်တာယဟန္တာပဲရဆိုင်တာသောတာပန်လည်းသွားအောင်ပါပဲတဂရကံလည်းသွားအောင်ပါပဲအနာကံလည်းသွားအောင်ပါပဲခီးလမ်းပဲရှိကြသေးတယ်သူတို့ဟာခီးမဆုံးကြသေးဘူးယဟန္တာဖြစ်သွားပြီဆိုရင်တန်တရားခီးဆုံးသွားပြီနောက်ထပ်မသွားတော့အဲ့ဒီလိုနောက်ထပ်မသွားတဲ့ပုဂ္ဂိုလ်မှယင်ထဲဟာအပူဆိုတာငြိမ့်မယ်လို့ပြောတာနော်အဲ့ဒါဒီဒေသနာတော့ဟာဓမ္မရတနဲ့ဘဝသင်္ကန်းစာပေးတာဓမ္မရတဆိုတာအကြောင်းနဲ့အကျိုးနဲ့မြတ်စွာဘုရားဟာဒီတရားဟောတိုင်းဟာကျင့်တတ်เสียကောင်းတဲ့ဒီအကြောင်းတရားရဲ့ဖြစ်ပေါ်လာတဲ့အကျိုးတရားရဲ့ဒါတွေကိုတိတိကျကျကျင့်စဉ်မှာဒီလောက်တူတောင်းတဲ့ဒေသနာလေးတွေမှာဒါပြည့်စုံထဲဟောတာနော်ကိုယ်ကကြည့်တတ်ဖို့ပဲလိုတယ်မြတ်စွာဘုရားဟောတဲ့တရားတော်တွေဟာအလုံးပြည့်စုံတယ်တဲ့ကဲနောက်တစ်ပုဒ်ကိုဆက်ပြောကြအောင်ဆို61ကာထာမှာဘာဟောတော့ဆိုဩယုံဇန္တိတတိမန္တော
na nikete ramandite hantawa palalan haitwa oka mokan sahandite အာယုန်တရားတွေကိုဖယ်ရှားပြစ်နိုင်တဲ့ပုဂ္ဂိုလ်တွေဘယ်လိုပုဂ္ဂိုလ်တွေလဲလောကမှာအာယုန်၅ပါးကာမဂုဏ်တရားတွေကိုဖယ်ဖို့လိုတယ်အဲ့ဒီမှာနေလို့ရှိရင်ခုနပြောတဲ့ယင်ထဲကအပုတွေရှိနေဦးမှာနော်အာယုန်၅ပါးကာမဂုဏ်တရားတွေကိုဖယ်ရှားတယ်ဆိုတာဘယ်နည်းနဲ့ဖယ်ရှားတာတော့ဆိုစိတ်ဝင်စားခြင်းမရှိတွေ့တာမှုမရှိတဲ့နည်းနဲ့ဖယ်ရှားအာယုန်တွေကိုဖယ်ပြရမှာလည်းမဟုတ်ဘူးမကြည့်တဲ့မျက်စိကိုဖျက်ဆီးရမှာလည်းမဟုတ်ဘူးနားထောင်မဲ့နားကိုလည်းဖျက်ဆီးရမှာမဟုတ်ဘူးနားလည်းကောင်းပါစေမျက်စိလည်းကောင်းပါစေအာယုန်ကလည်းနားရှိသည့်အတွက်ကြားမယ်မျက်စိရှိသည့်အတွက်မြင်မယ်ဖယ်ရှားရမှာကဘာလဲဆိုအဲ့ပေါ်မှာတွေ့တာတဲ့မုန်းတီးတယ်ဆိုတာနှစ်ခုပဲဖယ်ရှားခိုင်းဒါကိလေသာကိုဥတည်ပြီးပြောရင်မုန်းတီးခြင်းနဲ့တွေ့တာခြင်းနဲ့မုန်းတီးခြင်းပဲလောဘနဲ့ဒေါသပေါ့နော်လောဘဒေါသကိုဥတည်ပြောလိုက်တာကိလေသာမှန်သမျှဖယ်ရှားရမယ်လို့ဆိုလို့အာယုန်နဲ့ပတ်သက်ပြီးတော့မှလောဘဖြစ်တာဒေါသဖြစ်တာဟုတ်ကိုမကြိုက်တဲ့ကိုနဲ့မတည့်တဲ့လူကိုမမြင်မချင်းဒေါသဆောင်ဖြစ်ဘူးကိုသဘောကျတဲ့လူကိုမမြင်မချင်းသူ့ပေါ်မှာတွေ့တာမှုဆောင်ဖြစ်ဘူးကိုသဘောကျတဲ့လူမြင်လိုက်ရင်တွေ့တာတယ်ကိုသဘောကျတဲ့ပစ္စည်းတွေ့ရင်လည်းတွေ့တာတယ်ကိုသဘောမကျတဲ့လူဆန့်ကျင်မဲ့လူကိုတွေ့ရင်လည်းမုန်းတီးတယ်ဟောဒီလိုဟာမျိုးကလူတွေရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတတ်တဲ့အရာတွေအဲ့တော့ကာမဂုဏ်အာယုန်တွေကိုစွန့်တယ်လို့ဆိုတာကာမဂုဏ်အာယုန်တွေပေါ်မှာစိတ်ဝင်စားမှုတွေ့တာမှုတွေမုန်းတီးမှုတွေကိုစွန့်ဖို့လိုတယ်စဉ်းစားကြည့်လိုက်စက္ကူလေးနှစ်ချက်စက္ကူရက်ကလေးတွေထပ်ထားတယ် A4 paper တစ်ထုပ်ဆိုရင်900ပါတယ်ဆိုနော်စက္ကူတွေကတစ်ခုနဲ့တစ်ခုထိနေပြီမဲ့မကတ်ဘူးအဲ့ကြားထဲမှာ super glue ထည့်ကြည့်ပါလားကတ်သွားရောအဲ့ဒါလိုပဲတဘာဝအတိုင်းသူ့ဘာသူနေလို့ရှိရင်အာယုန်နဲ့စိတ်ဟာကတ်တာမဟုတ်ဘူးတွေ့တော့တွေ့တယ်မြင်တယ်ကြားတယ်သို့တော့တွေ့တာမှုဆိုရင်ဂလူးမပါဘူးလို့ဆိုလို့တယ်အဲ့တော့မြတ်စွာဘုရားကခုဖယ်ခိုင်းနေတာအဓိကဒေသနာမှာဩကမောကဇဟန္တိတေဆိုတာဈာတဲ့ကဂလူးကိုဖယ်ရှားခိုင်းတာကောကိုဖယ်ခိုင်းတာကောမရှိရင်တူတူနေဘာမှကိစ္စမရှိဘူးကောကြောင့်ခက်နေတာနော်ကောဆိုတော့ဒီပြင်ကောနီတွေကောနဲ့တွေလည်းသွားမစင်စားနဲ့အောင်ဂလူးကိုပြောတာနော်အဲ့ဒီနှစ်ခုကြားမှာတွေ့ကတ်စေတတ်တဲ့လူတွေမှာအာယုန်နဲ့စိတ်တွေ့ကတ်စေတတ်တဲ့အရာပါတော့ဆိုရင်တဏှာလောဘပဲအဲ့ဒါကိုဖယ်ခိုင်းတာအဲ့ဒါဖယ်လိုက်တာနဲ့အတူနေလည်းဘာမှဖြစ်ဘူးစက္ကူတွေအတူထည့်တာတစ်ခုနဲ့တစ်ခုကတ်မသွားဘူးတွဲမသွားဘူးနော်တွဲမသွားလို့ရှိရင်သူကတစ်ခုစီဆွဲထုတ်တဲ့ကလည်းစုပ်မသွားဘူးတွဲထားရင်တော့စုပ်မှာပဲသိချတယ်ကောင်းနဲ့ကတ်ထားရင်တော့ဆွဲရင်စုပ်တော့မှာပဲသူကစုပ်တယ်ဆိုတာဒေါသဖြစ်တာပဲအဲ့ဒါမတွဲသေးလို့ရှိရင်တော့သူကသူနေတာအဲ့ဒါမတွဲတာသေးရင်မတွဲသေးရင်မတွဲတာသေးလို့ရှိရင်လောဘမဖြစ်ဘူးဆိုရင်စုပ်เสียအကြောင်းမရှိဘူးလောဘဖြစ်လို့တွေ့တာသွားလာဆွဲတဲ့လူရှိရင်တော့အဲ့ဒါစုပ်မှာပဲသိချဒေါသဖြစ်မှာအဲ့ဒီဟာကိုရသော်ပြဆိုလို့ရင်ဒီမှာဥပမာပေးထားတာဟန္တာဝပန္လလံဟိတဝါဟင်းသာဆိုတဲ့ဝမ်းပဲငှက်တွေတော်ဝမ်းပဲလို့ဟင်းသာငှက်တွေပေါ့နော်ဟင်းသာငှက်တွေဟာအစာဝါတဲ့အခါကျတော့အိမ်ကိုစွန့်ပြီးတော့ပြန်သွားကြသလိုပဲပညာရှိသူတော်ကောင်းတွေဟာအာယုန်တွေကိုစွန့်ခွာသွားကြတယ်ဆိုတော့တွေ့တာပြီးမနေဘူးလောဘဒေါသနဲ့လောဘနဲ့တွေ့တာပြီးတော့မနေဘူးလို့ဒီအဓိပ္ပာယ်ကိုပြောတာနော်အဲ့ဒါလို့စွန့်ခွာနိုင်တဲ့အနေအထားမျိုးရှိအောင်ဘာလုပ်ရမလဲအုံယုံစန္တိတတိမန္တောတဲ့တတိဆိုတာခေါင်းပြောတဲ့ mindfulness ပဲ
တဘာဝတရားကိုအာယုံစူးစိုက်ခြင်းဆိုတဲ့တတိစွမ်းအားနဲ့တတိရင်ပြောပြီးမယ်လို့ဒီနေရာမှာမဂ္ဂင်၈ပါးအကျင့်တရားအကုန်လုံးပါတယ်တတိနဲ့ပညာမဂ္ဂင်၈ပါးနဲ့ပြောမယ်ဆိုရင်သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိအဲ့ဒီတရား၅မျိုးနဲ့သဘာဝတရားကိုတတိဥဆောင်ပြီးအမှန်ကန်သိပြီးတော့ကြိုးစားပြီးတွေ့တာမှုတွေကိုဖယ်ရှားရမယ်လို့ဆိုတော့တယ်ပေါ့နော်တွေ့တာမှုတွေကိုဖယ်ရှားတယ်အုံယုံစန္တိတတိမန္တောအလုံးကိုထက်မြက်တဲ့တတိနဲ့ကြိုးစားတယ်ဆိုတော့သမ္မာဝါယာမကြိုးစားတယ်အဲ့ဒီလိုတတိရှိပြီးကြိုးစားတဲ့ပုဂ္ဂိုလ်တွေဟာနနိကေတေရမန္တိတေကြိုးစားလိုက်လို့ရှင်ကာမဂုဏ်အာယုန်တွေပေါ်မှာသူတို့ဘယ်တော့မှမပြောဘူးတဲ့မကြိုးစားလို့တတိမရှိလို့လူတွေကပြောစရာထင်ပြီးပြောနေကြတာတကယ်အမှန်တိုင်းသိရင်ပြောစရာတခုမှမရှိဘူးနော်တဘာဝစိတ်ကိုကြည့်လိုက်ရင်ပြောစရာမရှိဘူးအဲ့တော့ဩယုဇန္တိတတိမန္တောနာနိကေတေရမန္တိတေတတိရှိနဲ့တရားဓမ္မကျင့်ကြံမျိုးကိုအထုတ်နေတဲ့ပုဂ္ဂိုလ်တွေဟာကာမဂုဏ်အာယုန်ဆိုတဲ့လူတကာနှစ်သက်တဲ့အာယုန်တွေထဲမှာသူတို့ဟာပျော်ကြမှာမဟုတ်ဘူးမပျော်သည့်အတွက်ကြောင့်ဟင်းသာငက်တွေဟာသူတို့ကျက်စားရာရှေးအိုင်ကိုစွန့်ခွာပြီးတော့ပြန်လို့ရကိုပြန်သွားကြသလိုပဲစွန့်ထားခဲ့ကြမှာပဲဟင်းသာတွေကဒီအိုင်ကိုဒီချမ်းကငါပိုင်နေဆိုပြီးတော့အဆောင်တွေပဲချမထားဘူးသူလို့တတ်သွားတာသဘောတရားကနော်ငှက်တွေဟာသူတို့အစာဝပြီးပြန်ကြတယ်ဘယ်ငှက်ကမှတစ်ပင်ပေါ်မှာအတောင်ထားပြီးကြငါဟာလာမထိနဲ့လို့မရှိဘူးလူတွေကြတော့ရှိတယ်အဲ့လိုဒါငါအပိုင်မြို့ရဲရွာတွေမှာနေကြရင်ဒါငါချမ်းငါဝင်းနော်ဟိုဘက်ကငါချမ်းလာချဲ့မရဘူးတရားဆွဲမယ်ရံဖြစ်ကြမယ်သူကပိုင်ဆိုင်မှုတွေနဲ့လူတွေဟာကန့်သတ်နေကြတာလေငါဟာဆိုတာနဲ့ကန့်သတ်ပြီးတော့နေကြတယ်တော့ငှက်တွေကြတော့အဲ့လိုကန့်သတ်မှုမရှိကြဘူးစာဝါပြီဆိုကိုယ်ဌာနကိုပြန်ကြတာပဲနောက်တည့်ရဲ့အတွက်ဆိုပြီးတော့လာပြီးဒီနေရာကိုမှတ်ပြီးတော့အတောင်ကလေးစိုက်မထားခဲ့ဘူးသူတို့နောက်ရဲ့ကြတော့လည်းကြားတဲ့နေရာပဲသူတို့စားကြအဲ့သူတို့မှတွေ့တာမှုတွေကင်းကြတဲ့သဘောမျိုးအဲ့ဒီစိတ်ဓာတ်မျိုးဖြစ်အောင်ကြိုးစားအထောက်ရမယ်လို့ဒီဒေသနာကဟောတာပဲဖြစ်တယ်။ဘာကြောင့်ကြိုးစားအထောက်တာခိုင်းတာတော့ဆိုဒါတွေမစွန့်နိုင်သမျှခုနပြောတဲ့ရင်ထဲကပူလောင်မှုတွေကင်းမှာမဟုတ်တာ။ရှင်ထဲကပူလောင်မှုတွေကင်းကျင်လို့ရှိရင်ဒီအတိုင်းကျင့်ကြံကြိုးကိုအထောက်ပါလို့မြတ်စွာဘုရားလမ်းညွှန်မှုကိုပြုတာ။ဒါအစစ်မြင့်တဲ့တရားတွေကိုမြတ်စွာဘုရားနောက်ဆုံးယဟန္တာဘဝရောက်သည့်ထီအောင်ညွှန်ကြားတဲ့သဘောတရားပဲ။တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဓမ္မပဒဒေသနာမှာဒီကနေ့ဒေသနာတော့နှစ်ပုဒ်အရာဘဝမှာရင်ထဲနှလုံးထဲမှာပူလောင်နေတဲ့အရာတွေခင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုမြတ်စွာဘုရားလမ်းညွှန်မှုပြုတယ်အလုံးကာမဂုဏ်အာယုန်တွေကိုဘယ်လိုပုံစံနဲ့စွန့်ရမလဲဆိုတာကိုလည်းမြတ်စွာဘုရားဟောကြားတော်မူတယ်အဲ့ဒါမှရင်ထဲကအပူဆိုတာဖယ်ရှားနိုင်မှာဖြစ်တယ်လို့မြတ်စွာဘုရားရဲ့လမ်းညွှန်ချက်ဘဝသင်္ကန်းစာပေးတာကိုဓမ္မရသနဲ့ဘဝသင်္ကန်းစာရရှိပြီးမိမိတို့ကိုယ်တိုင်ဒီအဆင့်မျိုးရအောင်တို့တွေစ조사အထောက်အမှာဖြစ်တယ်လို့တတိတရားရှိနေစ조사အထောက်နိုင်ကြပါစေကုန်သတည်း